အားလုံးပဲမင်္ဂလာပါခင်ဗျာ2025ခုနှစ်ဇွန်လ23ရက်နေ့မှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးနေရာတွေကိုအကြီးအကျယ်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီစစ်စင်ရေးကို Rising Lion နိုးထလာတဲ့ချင်းသေးလို့အစ္စရေးကနာမည်ပေးထားပါတယ်အစ္စရေးကအီရန်ရဲ့လွတ်ဝက်နျူကလ িয়ার အဆောက်အုံတည်နေရာတွေကိုသူတေသနလုပ်ပြီးရှာဖွေနေတာလပေါင်းများစွာကြာပါပြီအီရန်က၎င်းရဲ့နျူကလ িয়ার အဆောက်အုံတချို့ကိုမြေအောက်မှာဝတ်ထားပြီးကျန်တာတွေကိုမြေပြင်ပေါ်မှာထားရှိပါတယ်နေရာတစ်ခုစီကအီရန်နျူကလ িয়ার စီစဉ်ရဲ့အစိပ်ပိုင်းဖြစ်ပါတယ်အီရန်က Centrifuge လို့ခေါ်တဲ့ဆက်တလက်တွေကိုအသုံးပြုပြီးရဲနှဲငယ်တွင်နျူကလ িয়ার ဘုံထုတ်လုပ်နိုင်တော့မယ်လို့အစ္စရေးကယူဆခဲ့ပါတယ်။အခုအီရန်ရဲ့နျူကလ িয়ার အဆောက်အုံနေရာတွေကိုကြည့်အောင်ပါ။နံပါတ်1 Fordo ဒီနျူကလ িয়ার အဆောက်အုံနေရာကိုတောင်ထဲမှာဝတ်ထားပါတယ်။၎င်းကိုယူရေနီယံတန်းစရာမှာအသုံးပြုပြီးမြေအောက်မှာထားရှိတာကြောင့်ဘုံကျဲတိုက်ခိုက်လာရင်ဘေးရန်ရဲ့ကင်းရှင်းပါတယ်။နံပါတ်2 Natanz ဒါကအလွန်ကြီးမားတဲ့နေရာဖြစ်ပါတယ်။၎င်းမှာယူရေနီယံတန်းစင်တဲ့ဌာနနှစ်ခုရှိပြီးတစ်ခုကမြေအောက်မှာဖြစ်ကတစ်ခုကမြေပေါ်မှာဖြစ်ပါတယ်နံပါတ်3 Isfahan ဒါကအီရန်မှာအကြီးမားဆုံးနျူကလ িয়ার နည်းပညာစင်တာဖြစ်ပါတယ်အဲ့ဒီနေရာမှာယူရေနီယံကနေယူရေနီယံဓာတ်ငွေ့ကိုပြောင်းလဲပေးတဲ့စက်ရုံတွေရှိပါတယ်အဲ့ဒီဓာတ်ငွေ့ကိုယူရေနီယံတန်းစင်ဖို့အတွက်စက်တလက်တွေထဲမှာအသုံးပြုပါတယ်နံပါတ်4 Kandab အဲ့ဒီနေရာကိုအရင်က RL လို့ခေါ်ခဲ့ပါတယ်၎င်းမှာတစ်စိတ်တစ်ပိုင်းတိစောက်ထားတဲ့အနုမြူဓာတ်ပေါင်းကိုရှိပါတယ်၎င်းဓာတ်ပေါင်းမှုကရိုးရိုးမဟုတ်ပဲ Heavy Water လို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့ရေကိုအသုံးပြုပြီးနျူကလ িয়ার လက်နက်ထုတ်လုပ်ရေးမှာအထောက်အကူပေးနိုင်ပါတယ်အခုယူရေနီယံကိုဘယ်လိုတန့်စင်လဲလေးလာကြည့်အောင်ပါပထမဆုံးယူရေနီယံတပ်ထုရိုင်းကိုမြေကြီးတွေကနေလွန်တွေဆက်တွေနဲ့တူးဖော်ယူပါတယ်အဲ့ဒီနောက်ယူရေနီယံတပ်ထုရိုင်းကိုတေးသေးလေးတွေဖြစ်အောင်ကြိတ်ပြီး hexafluoride လို့ခေါ်တဲ့ဓာတ်ငွေ့ဖြစ်ကိုပြောင်းလဲလိုက်ပါတယ်အဲ့ဒီဓာတ်ငွေ့ကို Centrifuge လို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့စက်ထဲကိုထည့်လိုက်ပါတယ်စက်ကအလွန်လင်းမြန်စွာလဲပါတယ်အစိမ်းရောင်စက်ကလေးတွေဖြစ်ပြသတဲ့ပိုပြီးလေးလံတဲ့ယူရေနီယံ238ကစက်ရဲ့အောက်ခြေမှာအနေထိုင်သွားပါတယ်အပြာရောင်ဆက်လေးတွေဖြစ်ပြသတဲ့ပိုပြီးပေါ်တဲ့ယူရေနီယံ235ကစက်ရဲ့အထက်ပိုင်းကိုရွေလျားသွားပါတယ်။၎င်းယူရေနီယံကိုနျူကလ িয়ার စွမ်းအင်တဲ့လက်နက်တွေမှာအသုံးပြုပါတယ်။သဘာဝယူရေနီယံမှာ3.8%ယူရေနီယံ235ပါဝင်ပါတယ်။နျူကလ িয়ার တပေါင်းကိုလဲပတ်ဖို့ဆိုရင်ယူရေနီယံ235 9%လောက်တန့်စင်ဖို့လိုအပ်ပါတယ်။အီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှာကိုတားဆီးဖို့အတွက်အစ္စရေးကမနက်3နာရီခွဲမှာတိုက်လေယာဉ်အစီး200ဆေလွတ်လိုက်ပါတယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ဖက်အဆောက်အုံတွေပေါ်ကိုဘုံအလုံး330ကျော်ကျဲချခဲ့ပါတယ်။ဒါဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုရပ်တန့်ဖို့အစ္စရေးပြုလုပ်ခဲ့သမျှလေကြောင်းစစ်စင်ရေးတွေထဲမှာအကြီးမားဆုံးဖြစ်ပါတယ်။ပထမဦးစွာကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ။ဒါ့အပြင်ကျွန်တော်တို့ရဲ့ content သစ်တွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ like လေးပေးသွားကြပါအောင်ခင်ဗျာ။လေကြောင်းတိုက်ခိုက်မှုမှာအစ္စရေးအဓိကအာရုံစိုက်ခဲ့တာကအီရန်ရဲ့ယူရေနီယံတန်းစင်စက်ရုံတွေနဲ့ဒုံးကျည်ထုတ်လုပ်ရေးအဆောက်အုံတွေဖြစ်ပါတယ်။အစ္စရေးတိုက်လေယာဉ်တွေပြန်တန်းတဲ့လမ်းကြောင်းကဓာတ်ရိုက်ဖြစ်မယ်ဆိုရင်တော့ဒီစစ်စင်ရေးမှာရှုပ်ထွေးတဲ့အစီအစဉ်တွေပါဝင်နေပါတယ်။အစ္စရေးလေတပ်ကဝေဟင်အလယ်မှာစီဖြစ်ဖို့အတွက်စဉ်းစားတွက်ချက်ရပါမယ်။ဂျော်ဒန်၊ဆီးရီးယားနဲ့အီရတ်နိုင်ငံတွေကိုဖျက်ပြီးပြန်တန်းရမယ့်လမ်းကြောင်းကိုသေချာစဉ်းစားတွက်ချက်ရမှာဖြစ်ပြီးအစ္စရေးတိုက်လေယာဉ်တွေဘေးအန္တရာယ်ကင်းကင်းနဲ့ပြန်လာနိုင်အောင်ဆီးရီးယားနဲ့အီရတ်ကလေကြောင်းကာကွယ်ရေးစနစ်တွေထောင်လန်းလို့မရအောင်လှုံ့ဆော်ထားရမှာဖြစ်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုမဟာဗျူဟာမှာလိုင်း3လိုင်းနဲ့လှုပ်ရှားခဲ့ပါတယ်။ပထမလိုင်းမှာအီရန်ရဲ့တီယန်အီလန်နဲ့ကွမ်တို့လိုမျိုးတွေမှာရှိတဲ့ဒုံးကျည်ပစ်လောင်ချာတွေရေဒါဌာနတွေနဲ့အမိန်ဘေးကုတ်ကဲရေးစင်တာတို့လိုလေကြောင်းကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဒုတိယလိုင်းမှာအီရန်ရဲ့ပဲထိန်းဒုံးကျည်တွေကိုဖျက်ဆီးခဲ့ပြီးတတိယလိုင်းမှာအီရန်ရဲ့စစ်ဖက်အဆောက်အုံတွေနဲ့လက်နက်ထုတ်လုပ်ရာနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အစ္စရေးကအီရန်နိုင်ငံတွင်းပိုင်းထိပြန်တန်းပြီးထူထဲတဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုရှောင်ရှားဖို့အတွက် ROH ဒုံးကျည်တွေအသုံးပြုခဲ့ပါတယ်။ဒီဒုံးကျည်တွေကတာဝေးပစ်ဒုံးကျည်တွေဖြစ်ပြီးပြစ်မှတ်တွေကိုအဝေးကြီးကပစ်ခတ်နိုင်ပါတယ်။အစ္စရေးတိုက်လေယာဉ်တွေကအဲ့ဒီဒုံးကျည်ကိုအသုံးပြုပြီးအဝေးကြီးကနေပြစ်မှတ်အတိအကျကိုပစ်ခတ်နိုင်ခဲ့ပါတယ်။အီရန်ရဲ့ဘာဘာ393လေကြောင်းကာကွယ်ရေးစနစ်ကထင်ထားတာထက်ပိုအလုပ်ဖြစ်ခဲ့ပါတယ်။ဒီစနစ်မှာ CF4 ဒုံးကျည်ကိုအသုံးပြုထားပြီးရန်သူလေယာဉ်သို့မဟုတ်ရန်သူရဲ့တာလက်ကနေတာဝေးပစ်ဒုံးကျည်တွေကိုရေဒါအများပြားနဲ့ထောက်လန်းရှာဖွေပြီးပစ်ချပါတယ်။ Marije4 လို့ခေါ်တဲ့ရေဒါတစ်ခုကပြစ်မှတ်200ကိုတစ်ချိန်တည်းမှာခြေရာခံနိုင်ပြီး450ကီလိုမီတာအကွာအဝေးထိထောက်လန်းနိုင်ပါတယ်။ဒီစစ်စင်ရေးမှာအစ္စရေးအသုံးပြုခဲ့တဲ့လေယာဉ်နဲ့လက်နက်တွေကိုကြည့်အောင်ပါ။အစ္စရေးလေတပ်ကခြေလုံလက်လုံရှိပြီးအစစ်မြစ်နည်းပညာနဲ့တိစောက်ထားတဲ့ F-35 တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့ပါတယ်။ဒီကြောင့်ကာကွယ်ရေးအတွက် F-50 တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့ပြီးမြေပြင်ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက် F-50 တိုက်လေယာဉ်တွေကိုအသုံးပြုခဲ့ပါတယ်။၎င်းတိုက်လေယာဉ်တွေကအီရန်နိုင်ငံကိုရောက်ရှိဖို့အတွက်မိုင်1000ကျော်ပြန်တန်းခဲ့ပါတယ်။လေယာဉ်စီပြန်ဖိပေးတဲ့တိုင်ကီတွေကတိုက်လေယာဉ်တွေကိုစီဖိပေးခဲ့တာကြောင့်လေထဲမှာအချိန်ကြာကြီးနေနိုင်ခဲ့ပြီးဘေးရန်ရဲ့ကင်းရှင်းစွာပြန်လာနိုင်တာဖြစ်ပါတယ်။အစ္စရေးအသုံးပြုခဲ့တဲ့လက်နက်တွေကအတန်ထက်မြန်တဲ့တာဝေးပစ်ဒုံးကျည် The Blue Arrow နဲ့ရွေလျားနေတဲ့ပြစ်မှတ်တွေကိုဘေးရန်ရဲ့ကင်းရှင်းတဲ့အဝေးကနေပစ်ခတ်နိုင်တဲ့ ROH အစစ်မြင့်ဒုံးကျည်လိုဖြစ်ပါတယ်
ROH ဒုံးကျည်က GPS လမ်းညွှန်စနစ်ကိုအသုံးပြုထားပြီးပြစ်မှတ်ကအန္တရာယ်ရှိတဲ့နေရာသို့မဟုတ်ခက်ခဲတဲ့နေရာမှာရွေလျားနေရင်တော့အတိအကျပစ်ခတ်နိုင်ပါတယ်။အဲ့ဒီဒုံးကျည်တိုက်ခိုက်မှုရလဒ်ကတော့ EAN ထိပ်တန်းစစ်ဘက်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးဟူစိန်ဆာလာမီတေဆုံးခဲ့တာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုအောင်မြင်ခဲ့ပေမဲ့အစ္စရေးရဲ့ဒုံးနဲ့ဒုံးကျည်တွေကိုအီရန်ရဲ့ဘာဘာ303နဲ့ F300 လေကြောင်းကာဝေးစနစ်တွေကကြားပြတ်ဟန်တာတိုက်ခိုက်ခဲ့ပါတယ်။အတူချုပ်ပြောရရင်အစ္စရေးကစစ်စင်ရေးကိုတေချာဂရုစိုက်စီစဉ်ခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ရေးစွမ်းရည်တွေကိုချိနေအောင်လုပ်ဖို့အတွက်အစစ်မြစ်နည်းပညာနဲ့လက်နက်တွေကိုအသုံးပြုပြီးအစစ်စင်တိုက်ခိုက်ခဲ့ပါတယ်။တစ်ချိန်တည်းမှာအီရန်ရဲ့ထင်ထားတာထက်ပိုကောင်းတဲ့အီရန်လေကြောင်းကာဝေးစနစ်ကိုလည်းရင်ဆိုင်ခဲ့ရပါတယ်။အစ္စရေးလေကြောင်းစစ်စင်ရေးရဲ့ပထမလိုင်းမှာအီရန်ရဲ့အဓိကကျတဲ့စောပိုင်းသတိပေးချက်စနစ်နဲ့တံပြန်တိုက်ခိုက်နိုင်မှုစွမ်းရည်တွေကိုရိုက်ချိုးဖို့ရည်ရွယ်ပြီးအီရန်လေကြောင်းကာဝေးစနစ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်အီရန်ထောက်လှမ်းရေးစွမ်းရည်နဲ့ဝင်ရောက်လာတဲ့လေကြောင်းချိတ်ချောက်မှုတွေကိုတုံ့ပြန်နိုင်မဲ့စွမ်းရည်တွေရောကျသွားပါတယ်။ဒုတိယလိုင်းမှာအီရန်ရဲ့ဒုံးကျည်အခြေခံအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ရွေချက်ကအီရန်ရဲ့ပဲ့ထိန်းဒုံးကျည်တွေနဲ့တန်ထက်မြန်တဲ့ဒုံးကျည်အဆောက်အုံနေရာတွေကိုဖျက်ဆီးပစ်ဖို့ဖြစ်ပါတယ်။တဟီရန်မြို့အပြင်ကပါချင်စစ်တပ်ဝင်းနီးမှာရှိတဲ့လုံခြုံရေးတင်းကျပ်တဲ့နေရာတစ်ခုပါဝင်အီရန်ရဲ့ဒုံးကျည်ခြေစိုက်စခန်း3ခုထက်မနည်းတိုက်ခိုက်ခံခဲ့ရပါတယ်။အစ္စရေးရဲ့ဒရုန်းတချို့ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပေမဲ့ဒရုန်းတွေကအီရန်ကာကွယ်ရေးစနစ်ကိုအောင်မြင်စွာထိုးပေါက်ပြီးပြစ်မှတ်တွေကိုထိအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။အီရန်ကဒုံးကျည်တွေနဲ့လက်တုံ့ပြန်တိုက်ခိုက်လာရင်အစ္စရေးကကာကွယ်ဖို့အတွက်ဒီတိုက်ခိုက်မှုတွေကိုစီစဉ်ထားခဲ့ပါတယ်။တတိယလိုင်းမှာအီရန်ရဲ့စစ်ဘက်ထောက်ပံ့ပို့ဆောင်ရေးနဲ့ထုတ်လုပ်ရေးအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ပြစ်မှတ်တွေထဲမှာကာရီစစ်တန်လျာဒုံးကျည်ထုတ်လုပ်ရေးစင်တာတစ်ခုဖြစ်တဲ့ဟာဆန်ခန်းရဲတိုင် SCPA လေတပ်ထောက်ပံ့ပို့ဆောင်ရေးစင်တာနဲ့အီမန်အလီစစ်တန်လျာတို့ပါဝင်ပါတယ်။ရည်ရွယ်ချက်ကထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းနဲ့အမိန့်ကိုကဲရေးတိစောက်ပုံကိုဖျက်ဆီးပစ်ဖို့နဲ့အီရန်ဒုံးကျည်ထုတ်လုပ်ရေးဆက်မလုပ်နိုင်အောင်ရပ်တန့်မှုဖြစ်ပါတယ်။အစ္စရေးကအန္တရာယ်ရှိတဲ့ဖာတာ1နဲ့ဖာတာ2တို့လိုအဆင့်မြင့်ဒုံးကျည်စနစ်တွေကိုဦးစားပေးတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့၎င်းဒုံးကျည်တွေကကမ္ဘာလေထုကိုဖောက်ထွက်သွားနိုင်လောက်တဲ့အထိညံဆန်တာကြောင့်ဖြစ်ပါတယ်။အစ္စရေးရဲ့အိုင်ယွန်ဒုံးလေကြောင်းကာဝေးစနစ်ပါဝင်ခိမီကာဝေးစနစ်တွေကပြစ်ချရင်ရှောင်တိန်နိုင်အောင်၎င်းဒုံးကျည်တွေကိုစီမံထားပါတယ်။၎င်းဒုံးကျည်တွေကသူ့စီပစ်လိုက်တဲ့ဒုံးကျည်တွေကိုလေထဲမှာဥဒိယပြောင်းပြီးရှောင်တိန်နိုင်ပါတယ်။နောက်ထပ်တန်ဖိုးရှိတဲ့ပြစ်မှတ်ကရှာဟက်3ဒုံးကျည်ဖြစ်ပြီး၎င်းဒုံးကျည်ကအီရန်ရဲ့တာလက်ပစ်ဒုံးကျည်တပ်ဖွဲ့မှာအဓိကကျပါတယ်။၎င်းဒုံးကျည်ကအီရန်ရဲ့ဒုံးကျည်ထိုးစစ်မှာအဓိကကျတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။ရန်သူရဲ့လေကြောင်းပိုင်နယ်ထဲကိုမဝင်ဘဲတိုက်ခိုက်မှုတွေကိုအခုလိုအတိအကျလုံနိုင်မှုအတွက်အစ္စရေးကလော်ရာတာဝိပစ်ပဲ့ထိန်းဒုံးကျည်တွေကိုအသုံးပြုခဲ့ပါတယ်။ဒီဒုံးကျည်တွေကတန်ထက်မြန်ပြီးကောင်းကင်ယံအထက်မှာ90ဒီဂရီတောင်းတက်တဲ့လောက်မှာနေနိုင်တာကြောင့်၎င်းတို့ကိုရပ်တန့်ဖို့ခက်ပါတယ်။လော်ရာဒုံးကျည်တွေကိုပြစ်မှတ်အတိအကျကိုတိုက်ခိုက်ဖို့အတွက်တိစောက်ထားတာဖြစ်ပါတယ်။ GPS နဲ့လမ်းညွှန်နဲ့အီနာရှားဂုံတက်တီကိုအခြေခံပြီးပြန်တန်းနိုင်တဲ့လော်ရာဒုံးကျည်တွေဟာဂျမ်မီစနစ်ကိုခုခံနိုင်ပြီးမာကျောတဲ့ပြစ်မှတ်တွေကိုထိုးပေါက်နိုင်ကတစ်ချက်တည်းနဲ့အဓိကကျတဲ့ပြစ်မှတ်တွေကိုချိန်မုံပစ်နိုင်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကိုတုံ့ပြန်မှုအတွက်အီရန်လေတပ်ကတပ်တန်းရှည်ကြပြီးဖြစ်တဲ့အမေရိကန်လုပ်တိုက်လေယာဉ်အဟောင်းတွေကိုအဓိကအသုံးပြုခဲ့ပါတယ်။အသုံးပြုတာနှစ်ပေါင်း64နှစ်ဝန်းကျင်ရှိပြီးဖြစ်တဲ့အမေရိကန်လုပ် F4 Fan တိုက်လေယာဉ်နဲ့ခံမဲကျနှစ်ပေါင်း40ကြာပြီးဖြစ်တဲ့ F14 Twinket တိုက်လေယာဉ်တွေဖြစ်ပါတယ်။အဲ့ဒီတိုက်လေယာဉ်နှစ်စီးလုံးကိုအီရန်နိုင်ငံမှာရှားဘင်အုပ်ချုပ်တဲ့ကာလအတွင်း1989တော်လှန်ရေးမတိုင်မီကဝယ်ယူခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်အီရန်ကရုရှားစီကနေ MiG-29 တိုက်လေယာဉ်အစီး30လောက်ဝယ်ယူထားပါတယ်။မူလကတော့ F-16 လို့တိုက်လေယာဉ်တွေကိုတံပြန်တိုက်ခိုက်ဖို့ဖြစ်ပါတယ်။အီရန်ရဲ့လေကြောင်းကာဝေးရေးမှာ F-300 ဒုံးကျည်စနစ်ပါဝင်ပြီးရန်သူလေယာဉ်တွေနဲ့ဒုံးကျည်တွေကို120ကီလိုမီတာအကွာအဝေးမှာကြားဖြတ်ပစ်ချနိုင်ပါတယ်။တချို့နေရာတွေမှာဆိုရင်၎င်းဒုံးကျည်ကပဲ့ထိန်းဒုံးကျည်တွေလိုကောင်းကင်ယံအမြင့်ကြီးကပြန်တန်းနိုင်ပြီးကီလိုမီတာ400အကွာအဝေးကပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်ပါတယ်။အစ္စရေးရဲ့ဒရုန်းနဲ့ဒုံးကျည်တချို့ကိုအီရန်လေကြောင်းကာဝေးရေးကပစ်ချနိုင်ခဲ့တာကြောင့်အကြီးအကျယ်ထိခိုက်မပျက်စီးအောင်ကာကွယ်နိုင်ခဲ့ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ခင်ဗျာ။